ကတော့ကျွန်တော်ဒါနန်ဘာနာဟီကိုသွားထားတဲ့ဘလော်လေးပဲဖြစ်ပါတယ်အခုကျွန်တော်ဘာနာဟီကိုသွားနေတဲ့ကေဘယ်စီးနေရပါတော့ကေဘယ်စီးနေလိုင်းမှာပေါ့အမှန်ကေဘယ်စီးနေနဲ့မြင်တွေ့ရတဲ့ရှူကင်းအလှလေးကိုကျွန်တော်ရိုက်ပြထားတာဖြစ်ပါတယ်မြင်တွေ့နေရတာတော့ရေတကွန်ကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့ကြာချိန်ကတော့ကျွန်တော်အထင်ဒီကေဘယ်စီးတဲ့ကြာချိန်ကတော့နိုင်ဝက်လောက်ကြာမယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့ကေဘယ်ကတော်တော်စီးရတယ်တော်တော်ရှည်လေးရှည်တယ်ဒါကခုနအောက်ခြေပေါ့နော်စစစီးခြင်းနေရဒါကနည်းနည်းသူအဲ့နေရာကိုပေါ့နော်အဲ့ Golden Bridge တို့ကရှိရနေရရောက်ခံနေကြတော့မြူတွေဆိုင်းသွားပြီပေါ့ဒါကစစရောက်ချင်းတွေ့ရမယ်နေရာပေါ့နော်အဲ့နေရာမှာဆိုလို့ရှိရင်ဒါတော့ကျွန်တော်ရဲ့ဟိုပါမင်းသမီးပေါ့နော်သူပါလည်းမသိဘူးပြောနေအောင်မြင်ချင်းပေါ့ကျွန်တော်ပြောရမယ်ဆိုရင်တော့လို့ရှေးဟောင်းအဆောက်ဦးရဲတိုင်းပုံစံနေနဲ့မြူတွေကြားထဲမှာမြင်တွေ့ရတယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့သာဆောင်းရသည်ဆိုတော့မြူတွေတော်တော်ဆိုင်းနေပါတယ်နွေရာသီဆိုရင်တော့ရှင်းလင်းမြင်ရမယ်လို့ထင်ပါတယ်အဲ့ဒီကျွန်တော်တို့ဆက်သွားတယ်ကျွန်တော်တို့ဆက်သွားရင်းနဲ့ကျွန်တော်အဲ့လမ်းဘေးတွေမှာလည်းစားတောက်ဖို့အတွက်ပူစရာမလိုဘူးပေါ့နော်ကျွန်တော်လမ်းဘေးမှာဆိုလည်းလို့စားတောက်ဆိုင်လေးများတယ်ပေါ့နော်ရှိတယ်ပေါ့အဲ့တော့စားဖို့တောက်ဖို့တွေယူဖို့သွားဖို့တွေကတော့အရင်စိတ်ပူစရာမလိုဘူးပေါ့ဟိုရောက်မှစားလို့လည်းရတယ်အဲ့ဒီသွားရင်းနဲ့ဒီနားလေးလည်းလှလို့ပေါ့နော်ကျွန်တော်နောက်ကနေပြီးတော့မင်းသမီးကိုရှေ့ကနေရှောက်ခိုင်းပြီးတော့လိုက်ရိုက်ပြီးရောနော်အဲ့ကနေသွားတယ်ကျွန်တော်ဆက်သွားရင်နဲ့နောက်ပဲရောက်နေဆိုတော့အဲ့ဘက်မှာကျွန်တော်မှတ်မိသလောက်ဆိုရင်ဘုံချောင်းရှိတဲ့ဘက်ကိုရောက်တာနဲ့တူတယ်ဟုတ်တယ်ဘုံချောင်းရှိတဲ့ဘက်ရောက်သွားတာဖြစ်လို့ကျွန်တော်တို့ဆက်မသွားမင်းနဲ့နောက်တနေရာထပ်သွားလိုက်တာပေါ့နော်ဒါဒီနာမှာဆိုလို့ရှိရင်ဒါဟူဘက်မှာဆိုဘုံချောင်းရှိရပေါ့နော်စမ်းဝေါ်ကြီးအကျဲကြီးဒီထဲမှာအဲ့ကနေသွားရင်းနဲ့သူသွားခြင်းနဲ့ဆိုင်ရောက်သွားပြီပေါ့ဗျာထုံးစံတာအဲ့မှာပေါ်မက်ကလည်းထူးချမ်းဒါနဲ့ဒီဘာနာရေးရှိရဲ့နေရာမှာပေါ်မက်ဖွင့်ထားရတယ်ဗျာထူးဆန်းလို့ပါကျွန်တော်လည်းအဲ့မှာပေါ်မက်ထဲရောက်တယ်ပေါ့ဟာရောက်တော့ကျွန်တော်လည်းရိုက်တယ်ပေါ့တချို့ရုပ်လေးရတော့ကျွန်တော်သိပါတယ်တချို့ရုပ်တွေကတော့ကျွန်တော်မသိဘူးဒါဆိုပါကြီးလည်းကျွန်တော်မသိဘူးပေါ့ကျွန်တော်ရိုက်မိရတော့ကျွန်တော်လည်းရှောက်ရိုက်တာအောင်အဲ့နဲ့ဒါ crime baby လေးထင်တာပဲကျွန်တော်လည်းမသိဘူးအဲ့နဲ့ကျွန်တော်ဒီဘက်ထက်ရိုက်တယ်ပေါ့နော်ကျွန်တော်ဒီဘက်ထက်ရိုက်တော့လေဒီမှာရုပ်သေးသေးလေးထပ်တွေ့တယ်ဒါပေမဲ့ဟိုဘက်ကဟာတော့ကျွန်တော်သိရနီချာကျွန်တော်သိတယ်နီချာဟာကျွန်တော်လည်းကျွန်တော်မသိကျွန်တော်သိရရင်တော့အာချောင်းမယ်ပေါ့ဗျာမသိတဲ့ဟာတွေ့ရင်အာဝင်ချောင်းမယ်မသိရင်တော့ကျွန်တော်သိပေါ့ဒါဘာရင်တော့မသိယူဖောင်းမိရလားမသိဟုတ်ချင်ပါလေဟိုမှာပေါ့နော်ဒါကတော့ဟာခူရိုမီတဲ့ဒါဟိုဘက်က1 3ပေါ့နော်အဲ့တော့ကတော့အဲ့အရာအစ်စ်တွေလို့တော့ပြောတယ်အစ်စ်ထွက်တာလို့တော့ပြောတယ်အခုတော့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ဒါကတော့မသိဒါဟာလာဘူးဘူးနဲ့ကိုကာကိုလာ collaboration ဒါကလာဘူးဘူးနဲ့ One Piece နဲ့တွေ့ဘာလို့လဲဆိုတော့ကျွန်တော်က animation ကြောကြည့်ရောလေ One Piece ဆိုပါသိဒါတော့လာဘူးဘူးနဲ့ collaboration ပေါ့အဲ့ကျွန်တော်မင်းသမီးနဲ့ကျွန်တော်ညီမနဲ့ပေါ့နော် good အဲ့ဒီကျွန်တော်ဘာနာဟီပေါ့နော်ကျွန်တော်အမဟုတ်ပါဘူးကျွန်တော် Golden Bridge ကြီးပေါ့နော် Golden Bridge ဘာနာဟီရဲ့ဒီကအထင်ကရနေရပေါ့နော်ရောက်ပြီပေါ့ရောက်တော့ဘာနာအိုင် Golden Bridge ကိုသွားနေတဲ့လမ်းမှာပေါ့နော်ဟို architecture ကတော့တော်တော်ကောင်းနေပေါ့နော်စောက်ထားတာရတယ်တော်တော်မိုက်တယ်ပေါ့အဲ့ဒီမင်းသမီးကအာဝင်ချောင်းတယ်ပေါ့နော် game show ကအောင်မဝယ်ပဲနဲ့ကန်ကြီးရပေါ့အဲ့ဒီကျွန်တော်တို့ထုံးစံတိုင်း Golden Bridge ပေါ်ရောက်ပြီပေါ့နော်ရောက်တဲ့အချိန်မှာလူတွေကတော့ရမ်းများရဗျာစောင်းရသည်ဆိုခီးသားရသည်ဆိုတော့မြင်တဲ့အတိုင်းပဲလူတွေရမ်းများရပြီးမြင်ခွင့်ရလည်းမြင်တဲ့အတိုင်းပဲဗျာအရင်ကြီးနေပြတ်သားတာမမြင်ရတော့ကြတော့တိတ်ပြီးတော့ဒီချိန်လာမယ်ဆိုရင်တော့ recommend တော့မပေးဘူးပေါ့နော်ဒါပေမဲ့ရာသီဥတုအခြေအနေကတော့စောင်းကောင်းတယ်ရာသီဥတုကတော့တော်တော်ကောင်းတယ်ဒီချိန်လာရတာတော့တခုပဲအဲ့ဘယ်လိုပြောရမလဲအဲ့လိုရှူခင်းတွေပါညာတာကအဲ့လိုမျိုးကြီးလင်းကြီးတွေပြတ်ရေမြဲမှာမဟုတ်ပေါ့ဒါကတော့နောက်ထပ်တစ်နေရာပေါ့သူတို့ကနေရာတွေအများကြီးရှိတယ်ဒါဆိုဘာကာစတယ်အဲ့လိုပေါ့ရဲတိုင်းနာမည်ကြီးလေးပေးထားပေါ့ဒါကတော့ဘာကာစတယ်လဲကျွန်တော်လည်းမသိတော့ကျွန်တော်လည်းမေ့သွား
အဲ့ကနေကျွန်တော်တို့ဒီမဲ့ဆက်သားတယ်ဒါတော့ဒီနေရာကြီးပေါ့နော်ဒီနေရာကြီးတော်တော်လှတယ်လို့ပြောလို့ရတယ်ရုပ်ထုတွေရဲ့ architecture တို့ဘာတို့ရတယ်လောကဟိုကျွန်တော်တို့ဘယ်လိုပြောမလဲတေးသေးချာချာလောက်ထားပါတော့နော်ဟောအနုစိတ်တယ်ပေါ့နော်အဲ့လိုပေါ့အဲ့နဲ့ရှောက်ပတ်သွားကြည့်အောင်နော်ကျွန်တော်လည်းအဲ့နဲ့နောက်ထပ်တနေရာထပ်ရောက်ပြန်တယ်နောက်ထပ်တနေရာထပ်ရောက်တော့အဲ့နေရာဒီမှာစိုင်နေပိတ်ထားပါဗျာကျွန်တော်ရာသီဥတုတွေပါကြီးလည်းတိတ်မကောင်းဘူးပေါ့အခုလိုစောင်းနေကြတော့ကျွန်တော်အာယိုဘယ်လိုပြောမလဲကိုယ်တိုင်မောင်ရတဲ့ roller coaster လို့ခါတော့လူပုံစံလေးဗျာဘယ်ဟာလေးဘလို့လဲတော့ကျွန်တော်လည်းမသိတော့မေ့သွားပြီဗျာခေါ်တာအဲ့ဘာဆိုလားမသိသူတို့ခေါ်နာမည်ရှိပါတယ်အဲ့တော့မှသူကလိန်လန်းပေါ့လန်း6လန်းရှိတာအဲ့ကျွန်တော်တို့သွားစီးတော့အဲ့ဘယ်လိုပြောရမလဲတလန်းပဲဖွင့်ပေးရပါတော့တလန်းပဲဖွင့်ပြီးတော့ကျွန်တော်တို့တလန်းပဲစီးခဲ့ရတာပေါ့အဲ့ဒါလေးဆိုလေအခုလိုအချိန်ကြီးဘယ်လိုစောင်းရစီမှာဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုပြောမလဲတချို့နေရာကြီးကကြတော့ဟိုရာသီဥတုမကောင်းတဲ့အတွက်ပိတ်ထားတာလေးအဲ့ဒါလေးတော့ရှိရပေါ့နော်ပြည့်ဝမလဲရဘူးပေါ့ဗျာဒါလေးတခုတော့ရှိရရာသီဥတုကတော့ကောင်းမှပါတယ်တော်ကောင်းမှပါတယ်အဲ့ဒီကျွန်တော်တို့ထက်ရောက်တယ်ပေါ့နော်ရဲလိုက်ကြီးဒီရဲလိုက်ကြီးထဲမှာတော့ဘာကြီးရှိလဲဆိုတော့ကျွန်တော်တို့ဟိုကစားတဲ့ဟာတွေရှိတယ်ပြီးရင်ကျွန်တော်တို့ဟိုဟာရှိတယ်ရုပ်ရှင်ရုံတွေပါရှိရပေါ့နော်အဲဒီမှာဒါကတော့ကျွန်တော်ခုနကပြောတဲ့ဟိုဘာ Alpine roller coaster ပေါ့နော်ဒါအခုစီးတာပေါ့ဒါစီးတာကျွန်တော်တို့ဒီတလိမ့်ပဲဖွင့်ပေးရပေါ့ရာသီဥတုကောင်းလို့ရှိရင်သူတို့6လိမ့်ဖွင့်ပေးတယ်အမေမင်းသမီးပေါ့နော်သူရန်ကြောက်တယ်ပေါ့သူကြောက်တာကိုသူ recording ယူတယ်ပေါ့ဗျာဒါပါပဲရောသူကြောက်နေရပေါ့အမလေးကြောက်လိုက်တာနဲ့ခြေကကြောင်းအောင်နဲ့ကျွန်တော်သိရကျွန်တော်ရတယ်ကျွန်တော်ကြားအဲ့ဒီကျွန်တော်စီးတယ်ပေါ့နော်စီးပြီးတော့အဲ့ပြီးတော့ကျွန်တော်ဒါနဲ့ကိုပြန်နေဘာလို့လဲဆိုတော့ကျွန်တော် weekend မှာအဲ့နဂါရုပ်ထုကြီးကမီးမုတ်တာဆိုတော့ဗျာအဲ့မီးမုတ်တာသွားကြည့်ခြင်းတဲ့အတွက်ကျွန်တော်ဒါနဲ့ကိုဒါစီးပြီးတော့ပြန်ပါတယ်အဲ့မှာဒါနဲ့ကိုရောက်တယ်ကျွန်တော်နဂါကြီးမီးမုတ်တာကိုထိုင်ရိုက်တယ်ကျွန်တော်တွေမဟုတ်ပါဘူးရှေ့မှာလည်းအများကြီးပါဒါစေလီပေါ့ဗျာဒီနဂါကြီးမီးမုတ်တာကိုကြည့်ခြင်းလို့ကြည့်အောင်ဗျာရိုင်းလေကျွန်တော်တယောက်တည်းတည်းမဟုတ်ပါဘူးရိုက်ပါဒါပါပဲကျွန်တော်ရဲ့ vlog လေးကတော့